နောက်ထပ်မေးခွန်းတစ်ခုကတော့လေးသိင်ရှိနဲ့ကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါအရှင်ဗျာလေးသိင်ရှိနဲ့ကဘာသသိန်းရဲ့အဓိပ္ပာယ်ကိုအရှင်ဗျာရှင်းပြပြီးတော့မူပါဘုံဘုံတရားဟောတဲ့ထဲမှာအများကြီးရှင်းပြပါတယ်ဟုတ်ပါဗျာလေးသိင်ချေလို့လေးအသိင်ချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲမှန်ပါဗျာအသိင်ချေရဆိုတာမရေမတွက်နိုင်တော့အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့အတိုင်းအတာတစ်ခုကိုအသိင်ချေလို့ခေါ်တာဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်မှန်ပါဗျာမှန်ပါဗျာဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘယ်လောက်ကြာတယ်ဆိုတာအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာနောက်ပွင့်လာတဲ့ဘုရားကကွန်တေညာဘုရားလို့ခေါ်တယ်အဲဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တေညာဘုရားကြားမှာအရေးအတွက်မရှိလောက်အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူထားနောက်တစ်ခါကွန်တေညာဘုရားပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်ဘုရားမပွင့်မယ်နဲ့လေမှန်ပါဗျာမင်္ဂလာဘုရားပွင့်တဲ့နောက်အဲ့ဒီဘုရားနှစ်စုကြားမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေဘုရား24စုထဲမှာဒီဘုရားတွေရဲ့အကြားမှာ4ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ4ခါကြုံခဲ့သည့်အတွက်ကြောင့်4အသင်ချေလို့ခေါ်တာတင်ပါဗျာနောက်ဆုံးပွင့်တော်မူတဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိန်းတင်ပါဗျာအဲ့နောက်မှာဘုရား9စုလားဘယ်လောက်ပွင့်သေးတယ်တင်ပါဗျာဂေါရမဘုရားဗျာဒိတ်ခန္ဓာ24စုရှိတယ်တင်ပါဗျာဘုရုမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ်တင်ပါဗျာအဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှည်တွက်လို့မရတာက4ခါကြုံတယ်လို့ဒီအထိပ္ပယ်မျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့နောက်မှာ3ညာလုံး120လို့ပါဆိုမဟုတ်ဘူးအဲ့ဒါခဏအသင်ချေတင်ပါဗျာခဏအသင်ချေဒီဟာတော့ countless ပေါ့တင်ပါဗျာခဏနာတော့အသင်ခိယာခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာမှန်ပါဗျာမှန်ပါတဲ့နောက်သင်ချေဆိုတာ3ညာ40ဆိုတာအဲ့ဒါတင်ပါဗျာဒါဟိုတဲ့အသင်ချေပေါ့နော်တင်ပါဗျာဘုံဂိမ်းနဲ့အသင်ချေပေါ့တင်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ဘုရားဖြစ်ဖို့အတွက်4သိင်ချင်းနဲ့ကဘာသိင်ကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဘုရားတဆူဖြစ်ဖို့ရအမှန်တမ်းခဲနေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာဘယ်နှစ်သင်ရအနည်းဆုံးတော့9နှစ်လောက်တော့သင်ရအဲ့လိုပေါ့ဘုရားဖြစ်ဖို့ဆိုတာတော့ခဏလေးလုံးနဲ့ဖြစ်ရမယ်ဆိုဖြစ်နိုင်မှန်ပါဗျာအလုံးဟာဒီလေ့ကျင့်မှုတွေသင်ကြားမှုတွေဘုရားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာခဏချင်းနဲ့ဖြစ်ငါဖြစ်သွားတယ်ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်မှန်ပါဗျာမှန်ပါဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဘုရား9စုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယနေ့မှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း 4.5 ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဘုရားလေးစုဟာပြီးခဲ့တဲ့နှစ်ပေါင်း 4.5 ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဗျာနောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မြတ်စွာဘုရားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲလက်ရှိဘုရားအလောင်းတော်ရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ဗျာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နည်းပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့က4.5 ဘီလီယံလို့ပြောတာဟာသူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်မှန်ပါဗျာ4.5 ဘီလီယံနဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရား9စုပွင့်နေဆိုဟုတ်တယ်ဒါကြောင့်ဗဒ္ဒကဘာလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဘုရား9စုပွင့်တယ်လို့ကျွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပျက်စီးသွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေးပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂါသထဲမှာရှေးပေါက်ကြီးတစ်ခုမိုးတွေရွာတဲ့အခါမှာရှေးပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကဘာမြေကြီးဖြစ်လာတယ်ပေါ့မှန်ပါဗျာအပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်မှန်ပါဗျာပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအဲ့ရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီး9ဘူးပေါ်လာတယ်မှန်ပါဗျာအထိမ့်မှန်အနေနဲ့ပေါ်လာတယ်အဲ့ဒီ9ဘူးထဲမှာပရိက္ခရာ10ပါးပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရနော်အဲ့ဒီပရိက္ခရာတွေကိုပြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျာအဲ့ပြမကြီးတွေကယူပြီးတော့သူတို့သိမ်းထားတယ်မှန်ပါဗျာအဲ့လိုသိမ်းထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောင်းမလောက်ကြရဲဆိုတော့ဘယ်သူမှရည်တွက်လို့မရဘူးမှန်ပါဗျာ
ပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြီးသည့်ထိအောင်ဘလောက်ကြာလဲဆိုတာမရှိဘူးအဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝတ္တကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝတ္တထာယီဒီလိုခေါ်တယ်ပြန်တီဆောက်နေတဲ့အချိန်ကိုဝိဝတ္တပြန်တီဆောက်လို့ပြည့်စည်သည့်ထိအောင်ဝိဝတ္တထာယီလို့ဒီလိုအတိုင်းအတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းအတာကြီးတစ်ခုဖြစ်တယ်မှန်ပါဗျာအဲ့ဒီအတိုင်းအတာကြီးတွေကိုကျော်လွန်ပြီးတဲ့အခါမှာဒီကမ္ဘာအစဖြစ်လာတာမှန်ပါဗျာဖြစ်လာသည့်အတွက်ကြောင့်နှစ်တန်ပေါင်းများစွာရေတွက်လို့မရတော့အောင်လူကနန်းနဲ့လက်လန်းမမိတော့အောင်ကြာပြီးတော့မှဒီကမ္ဘာပေါ်မှာလူတွေရဲ့တက်တန်းဟာကမ္ဘာဥက္ကလမှာလူတွေရဲ့တက်တန်းဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်မှန်ပါဗျာ countless ပေါ့ရေတွက်လို့မရတော့အောင်ကိုယ့်ရဲ့ဒိဋ္ဌောဘာကိုမသိနိုင်တော့ရှည်တရားတယ်လို့ပြောအဲ့ဒီကနေပြီးတဖြည်းဖြည်းလူတွေရဲ့စိတ်တွေသဘောထားတွေကြောင့်သက်တမ်းတွေကပြန်ဆုတ်လာတယ်ပြန်ဆုတ်လာတဲ့အခါမှာ4000တန်းလောက်ထိအသက်တိုးလာပြီဆိုတာဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်4000တန်းမှာလူတွေရဲ့သက်တမ်း4000တန်းမှာကကုတ္တနာမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာ4000ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကျသွားပြီးခဏခေတ်လို့ပေါ့လူတွေဟာအသက်တိုးလာတယ်ဒီတဲ့တိုးတဲ့ခေတ်မျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဘာကြောင့်လဲဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲကသိုးသမှုတွေများလာမှန်ပါဗျာကြားလာတော့လူတွေကဒီတဲ့သိချေပြည့်စေကြအောင်မှန်ပါဗျာလူရဲ့တက်တန်းဟာအလုံးကိုတူတောင်းတဲ့ခေတ်မျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့လူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြည့်စည်သွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျဉ်းနာသနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခုနမရေမတွက်နိုင်တော့အောင်ကြာညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းပြန်ရော့ကြလာမှန်ပါဗျာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးဟာတယုဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတယုဇနာကြော်ကြော်မြင့်တက်တယ်ဆိုကြတဲ့ကသူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏခေတ်မှလည်းပဲရှေးဟောင်းပစ္စည်းကဒူးဖော်ယူရတာမဟုတ်လားမှန်ပါဗျာမှန်ပါဗျာတော့အဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာနောက်ဖရာတဆူပွင့်တယ်ဖရာတဆူချားဟာအတော်ကိုကြာမှန်ပါဗျာအဲ့တော့ 4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဗျာဖရာတဆူနဲ့တဆူချားကိုပဲနေဦးကြီးကြာတာပေါ့မှန်ပါဗျာဒီကဘာမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရတဲ့အခါမှာကောဏကမဏဖရာပွင့်တယ်အဲ့ဒီဟာလည်းတခါပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာရိတ္တစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာအသက်တန်းတွေတိုးပြီးသေကြီးပြည့်စည်တဲ့အဆင့်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်ပါဗျာအဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘယ်လောက်ကြာလဲဆိုရင်အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်ပဲ 4.5 billion ကကြမှာကမှာမှန်ပါဗျာအဲ့ဒါလိုလက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကဆုတ်ကဖြစ်လာတာအခုလေဂေါရမဘုရားပွင့်တာလူတွေရဲ့တရားတမ်းမှာပွင့်တာအခုတရားတမ်းနေရတဲ့ပုဂ္ဂိုလ်ကမတမရှားသွားရပါဘူးအဖြစ်ဖြစ်လူတွေရဲ့တက်တန်းရောကြလာပြီမှန်ပါဗျာနာရေးကြော်ညာကြည့်လိုက်လို့ဆိုရင်60 80 50အဲ့လောက်မှအသေးများလာတယ်နောက်ပဲဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်မှန်ပါဗျာလူတွေကသာပြောတာသူ expectancy မှာတက်တန်းဘယ်လောက်ရှိတယ်တို့ဘာလို့တက်တန်းတိုးလာတယ်လို့သာပြောတာအမေရိကလူတွေလည်းသိနာရေးကျင်တိုင်း80 90ပဲဒါပဲမှန်ပါဗျာမှန်ပါဗမာပြည်မှာလည်း80 90ပဲမှန်ပါဗျာသူကမှအရေးအတွက်အပြင်ပိုရှိတဲ့လူပေါ်ခြင်းပေါ်မှာပေါ့နော်သေတာတော့ဒီသေနေပြီပဲမှန်ပါဗျာမှန်ပါဗျာအဲ့တော့တက်တန်းကတဖြည်းဖြည်းနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးလောက်အောင်ကိုသေကြကြမှာပေါ့တင်ပါဗျာအဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကမြေကြီးကဘာမြေကြီးဟာအထက်ကိုတယုဇနာဆိုတာ10မိုင်လို့လည်းပြောတယ်12မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့꿰တယ်နော်မှန်ပါအိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရအောင်ရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်8000တန်းလောက်မှာနောက်ဖျားပွင့်မှာတင်ပါဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲမှန်ပါဗျာတို့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလိုဆုတ်ပြီးတော့မှဒီကဘာကြီးကမီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့လိုတစ်ခုတော့ပျက်စီးသွားမယ်လေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြတ်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဘုရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအားလုံးဟာစနစ်တန်းရောက်သွားပြီသိမယ်တင်ပါဗျာ
အလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူနေတာစဉ်းစားကြည့်လေဒါနဲ့ခုန်တက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှစ်ယောက်စားပါဗျာတနက်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မလားမှန်ပါဗျာတလောတော့နယူးစီလမ်းမှာဆိုတက်နဲ့လိုက်ပြင်းတာဘယ်နှယောက်ပဲသိတော့ဆယ်ကနန်းရာကနန်းပါဗျာဆယ်ကနန်းရာကနန်းအနုပြုကုန်းချလိုက်ရင်တောင်းဝန်းလောက်ထိအစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cost ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blow ဆိုပြတ်သွားမှာပဲသိကြတယ်မှန်ပါဗျာမှန်ပါဗျာချက်ချင်းကြီးသိသွားမှာပဲအကောင်တော့မှန်ပါဗျာအစွမ်းထက်တဲ့လက်နဲ့လူသားမျိုးတွေဟာ9ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါတယ်မှန်ပါဗျာကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကောရမမြတ်စွာဘုရားပွင့်သွားတာတောင်မှခုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်မှန်ပါဗျာဘုရားပွင့်သွားတာဟုတ်တယ်မလားမှန်ပါဗျာဘယ်တော့လောက်ပွင့်မယ်လဲဆိုရင်အခုကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ8000တောင်းရောက်လာမယ်အဲ့ဒီကျမှပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်း8000တန်းထိအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့်တယ်မှန်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ်တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုပ်လာတဲ့အချိန်ပိုင်းမှာဒုက္ခတွေကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့8000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖះပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့ပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာခေါင်းစဉ်းစားကြည့်ပေါ့နော်မှန်ပါဗျာလောဘဒေါသမောဟတွေကကြီးလာတဲ့အခါကျလူတွေကခေါင်းမာသွားပြီပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖះပွင့်တာခုနတက်ကတာပြီးပြန်ဆုပ်လာတဲ့လူသက်တမ်း8000မှပြောမယ်လို့ဗီဒီယိုနဲ့တွက်ပြလို့လည်းမရဘူးဒါတော့မှနော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်တမန်ပါလက်ရှိဖះအလောင်းတော်ကတော့ဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဖះအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်နတ်ပြည်6ထပ်တွေကတုတိတာဆိုတာအများရန်ကျင့်တ်နေတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်မှန်ပါဗျာကျင့်တ်နေတာအလွန်ကောင်းတယ်အခုလူတွေကမကြည်မနှက်တွေအများကြီးဖြစ်နေတယ်ခွာမှန်ပါဗျာမှန်ပါအဲ့ဒါချမ်းသာတဲ့လူကလည်းမကြည်တတ်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမကြည်တတ်ဘူးယာရုမဲ့တဲ့လူကအားလုံးကမကြည်နှက်မှုတွေများနေကြတယ်မှန်ပါဗျာကြည်နှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေ